ကဘာဟောင်းနေရာဟောင်းနေထိုင်မှုအဟောင်းဟာထုံးစံကြောင်းနေလိုပဲရင်းနှစ်သူကိုကြောက်ခဲနဲ့ပူးချီတယ်ဒီလိုအချိန်မှာဟမ်ဆောင်ကြရင်ဖြစ်လောကကြီးစိမ့်လန်းလာနိုင်တယ်သွေးသားတန်ပါမယ်ဖြက်လက်လှုပ်ရှားမှုရှိမယ်ရေတက်ပြုံးတက်အောင်မယ်ဆိုရင်နောင်တနဲ့ငိုယုံမှုကင်းပြက်နာဂတ်ဖျားပွင့်มาတော့မယ်ပကြီးပြကန်းပန်းညံကလေးများယဉ်ကျေးမှုနန်းတော်သင်တို့အတွက်ခေါ်တန်ကျွန်တော်စောင့်ဆိုင်နေပါသည်နိုင်ငံရေးအချစ်ဘဝသူမနဲ့ရောထွေးရှက်နနက်ခေါင်းလောင်းတန်ကြားရအိယာမှာထပါတော့မွေးရပါအဖျားကုစားမဲ့သမားချီတံကံကြမ္မာမစုံစည်းကအဝိဇ္ဇာမောင်မိုက်ဆဲတိုက်စားခံဖြတ်တန်းစကားတန်အစကြမ်းတမ်းနေမယ်ခွင့်လွတ်ပါတော့ချစ်တဲ့သူရဲ့ဟဟပပအတန်ထွက်အောင်ကိုရှင်မောမိတယ်စိတ်တောက်ဓမ္မရိုင်းလို့မှမရတာစိတ်ချမ်းသာမယ်ထင်ရင်လှုပ်ချင်တာလှုပ်ကြပါဦးမနက်9 နာရီမနက်9 နာရီဤကဘာမြေလောကရုံးတက်ကြရုံးစင်ကြအဲ့ဒါလိုလှဲ့လေတယ်ကံဝင်မမသူမလာပါပြီစာရိုက်ပုံးနဲ့စာတစ်စောင်ထည့်လိုက်တယ်သူမဘေးမှာအဖော်1 ယောက်2 ယောက်4 ယောက်5 ယောက်6 ယောက်ကောမဒီတရင်စာမဟုတ်ပါ1 ယောက်သေးပါတိုက်ပုံတွေပါတယ်ဝစ်လို့ပေါင်နာတွေပါတယ်လိမ့်လို့တေဝိုးကောင်လေး1 ယောက်နဲ့ချိုဖွဲ့လို့ပေါ့ကလားရုပ်ရှင်တွေကဇုံတွဲတွေရှုကင်းကလေးနဲ့ကြည့်ရကောင်းလာပါပြီတဲ့ဤကဘာမြေလောကငြိမ်းချမ်းကြပါစေလူသားအလုံးရှုံးဒုက္ခကင်းပါကြပါစေဟဟပပအတန်ထွက်အောင်ကိုရှင်မောမိတယ်နောင်နှစ်ထောင်ဒီကောင်းအချစ်ပြုံမြင့်နေမှာပါပဲမုတ်ချယုံတယ်အလုံးကြုံဆုံးတကားတစ်ချက်ဘဏ္ဍရာသည်ဖြတ်တန်းနိုင်တယ်လေကဘာတဲ့တုံခါနေတော့တယ်အောင်ချိတ်